တင်ပြမှာကတော့ webcam screen အကြောင်းဖြစ်ပါတယ်။တင်ပထမဦးဆုံး Adobe Illustrator တဲ့သို့စာပြင်ဝင်ရောက်တော့မယ်ဆိုရင်ဦးစွာပထမ webcam screen ကိုအရင်ဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။၎င်း screen ကိုမမြင်ချင်ဘူးဆိုရင်ညာဘက်တောင်းက don't show again box တဲ့သို့ချက်ပေါက်အမှတ်သားပေးလိုက်ရင် Illustrator software ဖွင့်သည့်အခါတိုင်းပွင့်လာတော့မှာမဟုတ်ပါဘူး။ဒါကိုစပြီးလေ့လာကြအောင်။ညာဘက်တောင်းကအပိုင်းကိုကြည့်ရင် create new ခေါင်းစဉ်နဲ့ document အသစ်တွေကိုဖန်တီးဖို့အတွက်မတူညီသောခေါင်းစဉ်နဲ့အမျိုးအစားတချို့တို့ကိုတွေ့ရမှာဖြစ်ပါတယ်။အမျိုးအစားတွေကတော့မတူညီသောမီဒီယာဥပမာမိမိလှုပ်ဆောင်နေသောအရာသည်ပုံနှိပ်ရမှာလား web design အတွက်လားဓာတ်ပုံအတွက်လား video နဲ့ film အတွက်လားစသည့်ကိစ္စအမျိုးမျိုးကိုသတ်မှတ်ပြီးမှရေးဆွဲထုတ်လုပ်ရမှာဖြစ်တယ်။မိမိအသုံးပြုလို့သောရည်ရွယ်ချက်အတိုင်း document အမျိုးအစားကိုဖွင့်ရအသုံးပြုရမှာဖြစ်တယ်။၎င်းအမျိုးအစားတွေအကြောင်းကိုနောက်ပိုင်းမှာပိုရရှင်းလင်းပါမယ်။ဘယ်ဘက်အပိုင်းမှာကတော့မကြခင်နောက်ဆုံးအသုံးပြုသွားတဲ့ document တွေရှိတဲ့နေရာဖြစ်ပါတယ်။အကယ်၍တစ်ခါမှအသုံးမပြုထားရင်၎င်းနေရာမှာနေရာလက်တွေဖြစ်နေမယ်။အကယ်၍အသုံးပြုထားသော file တွေရှိနေမယ်ဆိုရင် document အမည်တွေတန်းစီသွားပေါ်နေရာကိုတွေ့ရမယ်။ဒါကတော့မိမိနောက်ဆုံးအသုံးပြုတဲ့ document ဆိုတာကိုလျင်မြန်စွာဝင်ရောက်နိုင်မှုလမ်းကြောင်းတွေဖြစ်တယ်။ဘယ်ဘက်အောက်တောက်မှာကတော့ getting stack new feature resource နောက်ဆုံးဖြစ်တဲ့ Illustrator exchange တွေကတော့ web browser ထဲမှာ brush တွေ switch library တွေ symbols တွေ artwork တွေကိုရှာဖွေဖို့အတွက်ဖြစ်ပါတယ်။ညာဘက်အောက်ဆုံးတောက်မှာကတော့ Adobe ရဲ့လုံဆောင်ချက်တွေကိုကြော်ညာထားသောနေရာဖြစ်ပါတယ်။ဒီကွက်မှာကတော့ကြော်ညာတွေပြောင်းလဲပြီးကြော်ညာသလိုပါဝင်တဲ့ကြော်ညာတွေပြောင်းလဲပြီးထုတ်ဖော်နေမှာဖြစ်ပါတယ်။ webcam screen ကိုပြန်လည်ခေါ်ဆိုရင် help menu တွေကပြန်လည်ခေါ်ရမှာဖြစ်ပါတယ်။